တစ်ချက်ကလိုက်မယ်ရှူထောက်ရင်းနဲ့ပဲလေဘီရေပြားလေးတင်းနေတဲ့ချိန်လောက်စားမယ်နော်ဒီမှာတော့ပုံမှန်တိုင်းလေးနေလေးကိုပြည့်ဝလေးရှူရင်းနဲ့လက်ကလေးကိုပါတော့အပေါ်လေးကိုဆန့်ထုတ်ပြီးမယ်ဟုတ်တယ်ရှူထောက်ရင်းနဲ့မှာတော့လက်ကလေးနှစ်ဖက်ကိုဘေးဘက်ကလေးကိုချမေးစီရင်ဘက်ကလေးပြန်ကပ်ပြီးမှာတော့ဦးခေါင်းလေးကိုပြန်ဆန့်ထုတ်ညာဘက်အချမ်းလေးမှာတော့ခါးပေးလေးဆောင်းချမရွက်လက်မောင်းလေးကပ်မယ်နော်ရှင်ဘက်ကလေးဖွင့်လာပြီ1အဲ့ဒီလေးရှူလိုက်2 okay 3 4 5ပြီးမှာတော့ဖြည်းဖြည်းချင်းလေးပြန်လာဘယ်ဘက်ချမ်းလေးမှာတော့ဆောင်းချမယ်ရှင်ဘက်ကလေးဖွင့်လာလက်ရွက်လက်မောင်းလေးကပ်ထားမယ်နော်ပြီးမှာတော့အပေါ်လေးမှာလက်ကလေးနှစ်ဖက်ကိုပြန်စုမယ်တစ်ချက်ကလေးတွန်းလေးမယ် okay တွန်းပြီးတော့မှလေးရွှေနဲ့လေးစီရင်ဘက်ကလေးမှာတစ်ချက်ကလေးကပ်ထားမယ်နော်လက်ကလေးကိုမှညင်ညာလေးတွန်းထားပေးမယ်အပေါ်ဘက်ကို1လေးရှူသွင်းရှူထုတ်2ဟုတ်တယ်3 okay 4 5ပြီးမှတော့ဖြည်းဖြည်းချင်းလေးပြန်ချ okay ချပြီးမှတော့ဘယ်လက်ကလေးကိုထောက်ဘယ်ဒူးကောင်းလေးနဲ့ခြေပွားလေးမှတော့အားပြုပြီးတော့လေးရွှေနဲ့မှတစ်ချက်ကလေးနောက်ဘက်ကိုကော့တင်မယ်ရှင်မက်ကလေးများလေးဖွင့်လာမယ်နော်နောက်လေးကော့တယ်လက်ကလေးထောက်တော့သမီးဘယ်လက်ကလေးထောက်တာဟုတ်တယ်ဘယ်လက်ကလေးထောက်ဟုတ်တယ်နရွက်လက်မောင်းလေးကပ်1ဟုတ်တယ်2ဟုတ်ပြီ3 okay 4ဟုတ်တယ်5ပြီးဖြည်းဖြည်းချင်းလေးပြန်ချနောက်တစ်ဖက်ကလေးမှတော့မယ်လေးရွှေနဲ့ရှင်ဘက်ကလေးဖွင့်နောက်ဖက်ကလေးမှတော့တစ်ချက်ကလေးကော့တယ်နရွက်လက်မောင်းလေးများလေးကပ်1ဟုတ်တယ်2 3 okay 4ဟုတ်တယ်5ပြီးဖြည်းဖြည်းချင်းလေးပြန်လာနောက်ထပ်တစ်ချိန်လေးမှပြန်ကော့တက်လေးရှူရင်မက်ကလေးဖွင့်ဟုတ်တယ်ခေါင်းလေးပါဆန်းဆန်းရွက်လက်မောင်းလေးကတ်ထားကြည့်မယ်1 2ဟုတ်တယ်3 okay 4ဟုတ်တယ်5ပြီးဖြည်းဖြည်းချင်းလေးပြန်ဆင် okay နောက်ထပ်တစ်ဖက်ကလေးမှတော့ပြန်တက်မယ်ရင်မက်ကလေးဖွင့်ပေါင်ရင်းလေးတင်းရထိတွန်းထားလိုက်မယ်1ဟုတ်တယ်ရွက်လက်မောင်းလေးကတ်မယ်2 okay 3 4ဟုတ်တယ်5ပြီးဖြည်းဖြည်းချင်းလေးပြန်လာ okay ပြန်လာပြီးအမတို့ကပုံမှန်တိုင်းလေးရှူသွင်းရှူထုတ်အမတို့လက်ကလေးနည်းနည်းလေးပြင်ပြီးအမတို့လက်ဖွားလေးအရှိကိုဇုံလေးချလိုက်ကားပြီးတော့နော်ပြီးရင်အမတို့ရဲ့ဒူးကောင်းလေးနှစ်ဖက်ကိုအားပြုပြီးတော့တင်မားလေးတစ်ချက်ကြွအမတို့ရဲ့ body weight ကလေးနဲ့အရှိလေးကိုဖိချထားမယ်လက်ကဝက်ကလေးတွေအမတို့လျှော့ထားမယ်နော်1လေးရှူမယ်2ဟုတ်တယ်3 okay 4ဟုတ်တယ်